မင်္ဂလာပါရှင် TVN Channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းမှာရေကြီးပြီးမြေပြိုပြီးတော့28ဦးသေဆုံးချိန်ပြင်းအား6.6 ဆင့်ရှိငလင်ထပ်မံထပ်လုံးနိုဝင်ဘာ26ရက်နေ့အင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းမှာမိုးတိထပ်ပြီးရေကြီးမြေပြိုမှုတွေကြောင့်အနည်းဆုံး28ဦးသေဆုံးက10ဦးပျောက်ဆုံးပြီးတော့နောက်တစ်နေ့နိုဝင်ဘာ29ရက်နေ့မွန်လယ်ပိုင်းမှာပြင်းအား6.6အင်အားရှိတဲ့ငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ဗိုလ်ချုပ်ဟောင်းကံမြင့်တန်းနဲ့ဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့လူရင်းပို့ကုန်လုပ်ငန်းရှင်စိန်ဝင်းကမြန်မာစစ်တပ်အတွက်လက်နက်အဝယ်တော်ဖြစ်လာဗိုလ်ချုပ်ဟောင်းကံမြင့်တန်းနဲ့ဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့လူရင်းပို့ကုန်လုပ်ငန်းရှင်စိန်ဝင်းကမြန်မာစစ်တပ်အတွက်လက်နက်အဝယ်တော်ဖြစ်လာပြီးမြန်မာစစ်တပ်ကတရုတ်နော်ရီခွန်ကမ္ပဏီမှဆက်လက်နဲ့ပစ္စည်းဝယ်ယူမှာငွေကြေးပေးချေမှုအတွက်စိန်ဝင်းကအဓိကတာဝန်ယူပေးနေကြောင်းစစ်တပ်သတင်းမြစ်ကပြောပါရယ်ရန်ကုန်ချိန်ဆိုင်ပို့ကုန်လုပ်ငန်းတွေလုပ်ကိုင်တဲ့စိန်ဝင်းကဆီယနာသိမ်းပြန်တော့ကာကွယ်ပစ္စည်းထုတ်လုပ်အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းယခုမဝင်မြို့နယ်တပ်ဖို့ပြည်သူ့လွတ်တော်မှတ်ဟောင်းစစ်လက်နက်ပစ္စည်းဝယ်ရွေးညွှန်ကြားမှုတက်မှပို့ချုပ်ခင်မောင်တန်းတို့ရဲ့စေခိုင်းချက်ရပြည်ပကမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေးလွှဲပြောင်းပေးမှုဆိုင်ပေးလာကြောင်းရှင်တော်တပြည့်ပြည့်နဲ့စစ်ဗိုလ်ချုပ်တွေယုံကြည်မှုကိုရရှိကငွေပေးချေအတွက်နီလမျိုးစုံဆောင်ရွက်ပေးလာကြောင်းသိရတယ်။ယခုနောက်ဆုံးမြန်မာစစ်တပ်ကတရုတ်နော်ရီခိုကမ္ပဏီမှစစ်လက်နက်ပစ္စည်းဝယ်ယူငွေပေးချေမှာစိန်ဝင်းကကြားဖြန့်ဖြစ်ဆောင်ရွက်ပေးပြီးတော့ရင်းကုန်ငွေပေးချေမှုတွေဆောင်ရွက်ပေးငွေလန်းနှုန်းအပေါ်မူတည်ပြီးတော့ဒေါ်လာတန်းချီအမြင့်ရကြောင်းလည်းသိရတယ်။သူတို့ရဲ့မူလလက်ရင်အလောက်ကပဲလောကလာတဲ့အဲဒီစစ်တပ်အတွက်လိုအပ်တဲ့ export earring တွေကိုရှာဖွေပေးရတဲ့တက်ဒေါ်လာအဝယ်တော်နဲ့ငွေပေးချေရသူတွေဖြစ်လာတယ်။စိန်ဝင်းကပဲလောကမှာနာမည်တစ်လုံးရှိရခုကတော့စစ်တပ်အတွက်လက်နက်အဝယ်တော်ဖြစ်လာတယ်။အထူးသဖြင့်တော့တရုတ်နော်ရီခွန်နဲ့သူတို့ဒီကအလုံးလုံးတဲ့ကပ္ပစကနေဗိုလ်ချုပ်ကံမြင့်တန်းနဲ့ကကဝယ်ကနေဗိုလ်ချုပ်ခင်မောင်တန်းတွေလူရင်းဖြစ်လာလို့စစ်တပ်သတင်းမြစ်ကပြောပါရယ်။စိန်ဝင်းခေါ်စိန်ဝင်းကလေးကနေပြီးတော့မှလည်းဗရောက်မြည်နဲ့စားတောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားပြီးလက်ရှိမြန်မာပြည်အတွက်တရုတ်နိုင်ငံလက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့နော်ရီခွန်ပစ္စည်းကိုအဝယ်တော်ဖြစ်ငွေပေးချေရင်းနဲ့တင်သွင်းခွင့်ရရှိကြောင်း၎င်းနဲ့အတူမြန်မာစစ်တပ်အတွက်စစ်လက်နက်တွေဝယ်ရွေးမှာတွဲဖက်လုံးလုံးနေသူမှာနီပေါ်နိုင်ငံသားတဝက်အချိတ်ဆက်ပေးမှုနဲ့လောက်ကင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။နောက်စဉ်အပိတ်ကြအတွက်ဒူဝင်ကျေးဇူးတင်ရှိပါရရှင်။